နာကျင်ချင်းဆုံးသက်ရာသီပြောင်းလဲချိန်တိုင်းပြောင်းလဲချိန်မှလေးနာနာရှိလို့နေမယ်ရှေးရတဲ့သူရဲ့တိမ်နေပြူကြနေလေရနဲ့ထဲကမြောက်ဘက်ကိုဘယ်မှလေးသွားတွေ့မလဲလို့မေကွန်းထုံးနေစေဝါရဲ့ခံမြရဲမင်းကိုလိုက်လန်ရှာဝစ်စေဒီကပါတော့ရှောက်သွေးတွားရမင်းမြတ်ဝုန်းတို့ကြောင့်ပဲချင်းချင်းမှပြန်တွေ့ခဲ့ရင်ခွဲတိတိကျကျပြောပြလိုက်ချင်တယ်ချစ်တဲ့ကြောင့်များဟာတိတ်ကိုကောင်းခောက်ခါချင်းချင်းမှပြန်ရှင်းလိမ့်မလို့မတိမရှာတွေ့များကောင်းမဟုတ်